gravitational wave ဆိုပြီးတော့ကြားဘူးကြမှာပါဒါဆိုအဲ့ဒီ gravitational wave ဆိုတာကဘာလဲမင်္ဂလာပါကျွန်တော်ဝေလင်းပါအားလုံးပဲမတွေ့ရကြပါဘူး gravitational wave အကြောင်းမပြောခင်မှာကျွန်တော်တို့က gravity ဆိုတာဘာလဲအရင်သိဖို့လိုအပ်တယ်ဆိုတော့ gravity ဆိုတာကအလွယ်ကူဆုံးပြောလို့ရှိရင်ဆွဲငင်အား drag ဆွဲအားလို့ခေါ်တာပေါ့နော်ဆိုတော့ Newton ကဘယ်လိုမျိုးမြင်ခဲ့လဲဆိုတော့ drag ရှိတယ်ဘယ်အရာဝတ္ထုမှမဆို gravity ရှိတယ်နေတာများတာပဲကွာတယ်ဆိုပြီးတော့ Newton ကပြောခဲ့တယ်ဆိုတော့ Newton ဖော်ထုတ်ခဲ့တဲ့အခါတော့ခင်ဗျားတို့အားလုံးသိတယ်ပေါ့နော်ပန်တိကြွေကြနေစပြီးတော့ကျွန်တော်တို့ဒီ gravity ဆိုတာဘာလဲဆိုတော့ Newton ကဖော်ထုတ်နိုင်ခဲ့တယ်ဒါပေမဲ့လက်တွေ့မှာတော့ဒီလိုပန်တိကြွေကြတာတော့မယိုးရှင်းဘူးပေါ့နော်ဆိုတော့အထူးသဖြင့်ကျွန်တော်တို့အာကာသထဲမှာ okay အာကာသထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ drag တွေကတခုတစ်ခုဆွဲငင်နေဆိုပါတော့ဆွဲငင်နေဆိုလို့ရှိရင်ကျွန်တော်နေနဲ့ကဘာနဲ့လနဲ့ဆွဲတယ်ဆိုလို့ရှိရင်လကကဘာနဲ့နီးကပ်လာတော့ကဘာနဲ့တိုက်မိမှာပေါ့နော်နေရောကဘာနဲ့ဆွဲရဲဆိုတိုက်မိမှာပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာအဲ့လိုမျိုးမဖြစ်ဘူးပေါ့အဲ့တော့ဘာကြောင့်လဲ2015ခုနှစ်မှာ Albert Einstein က General Relativity ဆိုတဲ့အထွေထွေနှိုင်းရ theory တစ်ခုကိုသူကမိတ်ဆက်ခဲ့တယ်ဒါက drag ဆွဲအားဆိုင်ရာ theory တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ Newton ကခုန gravity ဆိုတာကဒီ mass ရှိတဲ့အရာတွေတစ်ခုမှာဒါဆွဲအားလို့သူကဆွဲငင်အားလို့သူကတတ်မှတ်ခဲ့တယ်ဆိုပေမဲ့ Newton Einstein ကကြတော့အဲ့လိုမမြင်ဘူး Einstein ကဘယ်လိုမြင်လဲဆိုတော့ Einstein ကသူက space time ဆိုပေါ့နော် space time ဆိုတာသိပ္ပံပညာရှင်တွေအရင်က space ဆိုတာတ time ဆိုတာတဆိုပြီးသူကထင်တယ်ဒါပေမဲ့ Einstein ကကြတော့ space time ဆိုတာအတူတူပဲလို့သူကသတ်မှတ်ထားတယ်ပေါ့နော်ဆိုတော့သူကဘာတင်ပြလာလဲဆိုတော့ဒီ gravity ဆိုတာကဒီအရာထုတွေက space time ကိုကွင်းညှို့မှုကြောင့်ဖြစ်ပေါ်လာတယ်ဆိုပြီးတော့သူကတင်ပြခဲ့တယ် okay ဘယ်လိုမျိုးလဲပေါ့နော်ဆိုတော့သူပြောချင်တဲ့သဘောတရားဒီ space time ဆိုတဲ့ဟာကကွေးနိုင်ဆန်နိုင်ကျုပ်နိုင်ချဲ့နိုင်နေဆိုတဲ့ fabric လို့ပုံစံမျိုးဆိုလိုချင်တဲ့ဟာကကျွန်တော်တို့ပိတ်စလို့ပေါ့ပိတ်စလို့ပြောမှာ elastic ဖြစ်တယ်ဆိုတာထားပါတော့အဲ့လိုဖြစ်စေရပါတော့အဲ့တော့ဒါကအနည်းဆက်ဆုံးဥပမာမြင်အောင်ကျွန်တော်ကဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီပစိုးစားတစ်စကိုယူလိုက်ပေါ့နော်ပစိုးစားတစ်စယူပြီးတော့ကျွန်တော်တို့ကတောင်လေးဘက်ကနေလူလေးယောက်တင်းတင်းလေးဆွဲထားဒါမှမဟုတ်ရှင်လေတေးတေးလေးခြေတာခြေပြီးလို့ရှိရင်အလဲမှာကျွန်တော်ကတန်ပုံလုံးတစ်လုံးကိုအလဲမှာထားပြီးတော့ထားလိုက်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီတန်ပုံလုံးကဒီပစိုးတဲ့ကိုတော့နှိမ့်ဝင်သွားလိမ့်မယ်ဆိုတော့အဲ့ဒါဘာကြောင့်လဲဆိုတော့အဲ့ဒါကဒီတန်ပုံလုံးကအနားမှာရှိတဲ့ဒီ fabric ကိုဒါပြောလို့ရှိရင်ဟိုကျုပ်ဝင်သွားစေတဲ့သဘောကြောင့်ဒီလိုဖြစ်တာပေါ့နော်အဲ့တော့ space time မှာအာကာသထဲမှာဒီလိုပဲပြုမှုတယ်ဆိုတော့နေတွေကဘာတွေလတွေကသူတို့ရဲ့အနီးမှာရှိတဲ့ဒီ space time ကြီးကိုသူကွင်းညှို့လိုက်စေနိုင်တယ်ကွင်းညှို့စေတယ်ပေါ့နော်ဆိုတော့ဒါကအလေးချိန်နဲ့လည်းဆိုင်တာ mass နဲ့ဆိုင်တာပေါ့ mass နဲ့လို့ရှိရင်သူကွင်းညှို့မှုကနေမယ်အကယ်၍ mass များလို့ရှိရင်ကွင်းညှို့မှုကပို့ပြီးတော့များသွားစေမယ်ဒါကကျွန်တော် gravity အကြောင်းပေါ့နော်ဒါအကြံဉာဏ်ပြောပြတာပေါ့နော်တကယ်ကတော့ဒီတက်ပို့ပြီးတော့လေးတန်းပါတယ် gravity ဆိုတာက okay အဲ့တော့ကျွန်တော်က gravity အကြောင်းကိုကျွန်တော်ကအနည်းဆက်ဆုံးအကြံဉာဏ်သိရပြီဆိုတော့ခုန gravitational wave အကြောင်းကျွန်တော်ပြန်သွားတာပေါ့နော်ဆိုတော့ခုနကနေကတစ်စင်းနဲ့ဆိုတော့ကိစ္စမရှိဘူးအကယ်၍အဲ့နေမှာနေနှစ်စင်းဒါမှမဟုတ်လို့ရှိရင်နေထက်ပို့ပြီးတော့ drag to ကြီးတဲ့ neutron star တွေရှိမယ်နောက်လို့ရှိရင်လည်း neutron star မဟုတ်လို့ရှိရင်လည်းကျွန်တော် black hole တွေဆိုရင်နေတဲ့ drag to များစွာ10ဆအစ20အစ30ဆိုတော့အဲ့လိုမျိုး drag to ကြီးတဲ့ neutron star တို့ black hole နှစ်ခုကအနီးနားမှာရှိမယ်ဆိုတော့တေးကြတယ်သူတို့နှစ်ခုကဘာဖြစ်သွားမလဲဆိုတော့လဲလာလိမ့်မယ်စပြီးတစ်ခုပတ်ပြီးလဲလာလိမ့်မယ်အဲ့တော့ပတ်ပြီးလဲလာပြီဆိုလို့ရှိရင်အဲ့ဒီမှာဘာဖြစ်လာမလဲဆိုသူတို့နားပတ်ဝန်းကျင်မှာရှိတဲ့ space time တွေအကုန်လုံးကွင်းညှို့စေရနေပြီးတော့အဲ့မှာလှိုင်းဖြစ်စေတယ် gravity အဲ့မှာတော့အဲ့ဒီဖြစ်စေတဲ့လှိုင်းကိုကျွန်တော်တို့က gravitational wave လို့ခေါ်တာသူတို့နှစ်ခုကလဲပြီဆိုလို့ရှိရင်အဲ့ဒီမှာလှိုင်းဖြစ်ပြီလေသူတို့နှစ်ခုကဘာကြောင့်လဲလှိုင်းဖြစ်လာလဲဆိုတော့သူတို့နှစ်ခုကလဲတဲ့ခါအချိန်ကြီးအရန်မြန်လို့တဖြည်းဖြည်းနဲ့မြန်လာတဲ့ခါကျတော့အဲ့မှာပိုလှိုင်းဖြစ်စေတယ်ဒီအောင်တော့ဘောတော့မသိဘူးပေါ့နော် okay ဆိုတော့အဲ့လိုမျိုး black hole နှစ်ခု neutron star တစ်ခုနေပတ်နေရ gravitational wave ဖြစ်လာတယ်ပေါ့နော်အဲ့ဖြစ်လာတဲ့ wave တွေက
အာကာသကဘယ်လိုပြုတ်မှုလဲဆိုတော့သူတို့သွားတဲ့လမ်းတောက်ချောက်မှာရှိတဲ့ဒီ space time ကိုလည်းသူကကျုံနိုင်ချဲ့နိုင်ကွေးနိုင်ညှို့နိုင်တယ်ဆိုတဲ့သဘောတရားရှိတယ်အဲ့တော့အဲ့ဒီ line နဲ့ okay ရောက်လာပြီကျွန်တော်တို့ပင်လယ်မှာဆိုလို့ရှိရင်ပင်လယ်ကမ်းခြေမှာ line လာတိုက်ပြီဆိုလို့ရှိရင်အဲ့ line ကကျွန်တော်တို့ကိုလာပြီးတော့ဝုန်းနဲ့တိုက်တယ်ပေါ့နော်ဒါမှမဟုတ်ကြောက်ဆောင်တယ်ဝုန်းနဲ့တိုက်တယ် gravitational wave ကအဲ့လိုမျိုးမပြုတ်မှုတော့ဘူးသူကလာတိုက်တာမဟုတ်ဘဲနဲ့သူ့မှာရှိသူ့ရဲ့ကုန်တက်တီးကဘာလဲဆိုတော့သူဖြတ်လာတဲ့နေရာတောက်ချောက်မှာရှိတဲ့ space time ကိုသူကကွေးစေညှွတ်စေတာကျုံနိုင်ချဲ့စေတာကျုံစေချဲ့စေတယ်ပေါ့နော်ဆိုတော့အဲ့တော့ okay အဲ့ဒါဘယ်လိုဖြစ်တာလဲဘယ်လိုမျိုးလှုပ်စေတာလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလေ space time ရှိတာပေါ့အပြင်မှာလေ space time ရှိအောင်နော်ကျွန်တော်ခန္ဓာကိုယ်တော့ကျွန်တော်တို့ဘယ်ရာဝတ္ထုမှာမဆိုatom နဲ့တိစောက်ထားတဲ့ဘယ်ရာဝတ္ထုမှာမဆို space time ဆိုတာရှိတယ်ဘာကြောင့်လဲအဲ့တော့ကျွန်တော်ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ဒါ tissue တွေဒါ tissue တွေရှိတယ် okay အဲ့ tissue ကနေပြီးတော့ကျွန်တော်ကထပ်ခွဲ molecule ထပ်ခွဲလို့ရှိရင် atom ရမှာ okay အဲ့ atom မှာလည်းကျွန်တော်တို့ဥပမာပေးရပါဘောနော်ဆိုတော့ atom ကအလယ်မှာဆိုလို့ရှိရင် nucleus ရှိတယ် nucleus ရှိတယ်အလယ်မှာပြီးလို့ရှိရင်အဲ့ nucleus ကိုကျွန်တော်တို့က electron ပတ်တယ်ဆိုတော့အဲ့လိုပတ်တဲ့ခါမှာဘယ်လောက်အကွာဝေးရပတ်လဲပေါ့ဆိုတော့အများပြည့်ထင်တဲ့ခါကထားပါတော့ကျွန်တော်တို့ဒါကို neutron ဒါကိုထားပါတော့နော်ဒါလည်း nucleus ပေါ့နော်လည်း nucleus ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ကပုံမှန်ထင်တာ electron ကဒီလိုဒီနေ့ကဒီလိုပတ်တယ်ထင်ကြတယ်အချို့ကျတော့မဟုတ်ဘူးဒါနီလွာချင်းနေဝေးမှဒီလောက်ဒါမှမဟုတ်တလောက်ပတ်မယ်လို့ထင်တယ်ပေါ့နော်တကယ်ကအဲ့တဲ့အများကြီးဝေးတဲ့အကွာဝေးတစ်ခုကနေပြီးတော့ပတ်နေတာဘယ်လောက်တောင်ကွာဝေးလဲဆိုတော့ကျွန်တော်ဥပမာတစ်ခုပြပြပါနော်ဒါက neutron star sorry အလဲက neutron က atom ထဲမှာရှိတဲ့အလဲက neutron ကိုကျွန်တော်တို့ကမျက်စိထဲမြင်အောင်ပန်းတိတစ်လုံးလို့မြင်အောင်ကြည့်လိုက်နော်ဒါကကျွန်တော်လက်သီးစုပ်တော့ပန်းတိတစ်လုံးမြင်အောင်ကြည့်လိုက်အဲ့ပန်းတိတစ်လုံးကို in addition နဲ့ဘောလုံးကွင်းတစ်ခုရဲ့အလဲတက်မှာတော့ထားရတယ်အဲ့ nucleus ကိုကျွန်တော်တို့က electron ကဘယ်လောက်ကပတ်လဲဆိုတော့အဲ့ဒီ in addition ဘောလုံးကွင်းနော်ဒါလူရောက်9000 8000တသိန်းစံနေပေါ့နော်အဲ့ဘောလုံးကွင်းရဲ့လုံးဝကွင်းပြင်ထွက်ပြိသက်ပွဲကြီးစီထွက်ပြီးနောက်အဲ့အဆောက်အုံကြီးအပြင်ကြီးထွက်လိုက်အဲ့အဆောက်အပြင်ထွက်လိုက်တဲ့အဲ့ဝင်းအပြင်ပေါ့နော်အဲ့လောက်ကနေပြီးတော့ဒီ electron ကဒီ nucleus ကိုအလုပ်ပတ်တာဆိုတော့နေတဲ့space time မဟုတ်ပေါ့နော်ပြောလို့ချင်းနေတဲ့လေဟာလည်းမဟုတ်ကျွန်တော်တို့ atom တစ်လုံးမှာလည်းအလောက်လေဟာလည်းအများကြီးရှိတယ်ပေါ့ဆိုတော့ပြောချင်တဲ့ဘောကျကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလည်း space time ရှိနေတယ်အဲ့တော့ okay အဲ့လို space time ရှိပြီဆိုတော့ဒီ gravitational wave line ဘယ်လိုမျိုးလှုပ်ဆောင်လဲဆိုတော့ကျွန်တော်တို့ကဥပမာအနေနဲ့ဆိုလို့ရှိရင်ဒါပူပေါင်းပေါ့နော်ပူပေါင်းကဒီ space time လို့ပဲသတ်မှတ်လိုက်ပေါ့နော်ဒါ space time ဒီ space time ပုံမှာကျွန်တော်ကလိုရှိနေရဆိုလို့ရှိရင်အဲ့ gravitational wave လာပြီဆိုလို့ရှိရင်ဒီလိုကဘယ်လိုဖြစ်မှာလဲဆိုတော့ဟောလိုမျိုးဒီလိုတော့ပေါ့လားမသိဒီလိုဆိုတော့ဒီလိုမျိုးတိုးလိုက်ပိန်လိုက်တိုးလိုက်ရှည်လိုက်လည်းဖြစ်မယ်နောက်ကျဒီလိုဘေးလိုဆွဲလာဖြစ်ဒီလိုဖြစ်နေမှာအဲ့လိုဖြစ်နေမှာအဲ့လိုဖြစ်တဲ့ဟာကျွန်တော်တို့ကမသိနိုင်ဘူးလားဟုတ်တယ်လေကျွန်တော်တို့ခန္ဓာကိုယ်ကြီးလက်ကြီးကရှည်သွားမယ်တိုးသွားမယ်ဒီလိုဖြစ်မှာတော့ခေါင်းဆိုလို့ရင်ကြီးသွားမယ်သေးသွားမယ်ဒီလိုဖြစ်လာမှာလေဆိုတော့ဒီလိုဖြစ်တဲ့ဟာကျွန်တော်တို့မသိနိုင်ဘူးလားဆိုတော့မသိနိုင်ဘူးဗျဘာကြောင့်မသိနိုင်တာလဲဆိုတော့နှစ်ချက်ပေါ့နော်ပထမတစ်ချက်ကဒီ gravitational wave တွေလာတဲ့နေရာတွေကအရန်ဝေးနေတာမှာနှစ်တန်းပေါင်းထောင်ပေါင်းများတာရှိရအကွာဝေးရလာနေကြတော့ကျွန်တော်တို့မသိနိုင်ဘူးပြီးလို့ရှိရင်သူတို့ဖြစ်တဲ့အချိန်ကလည်းအရန်ကိုတိုးတောင်းမှကြီးရပေါ့နော်အရန်တိုးတောင်းတဲ့အချိန်ကာလတစ်ခုပဲဖြစ်တယ်ဘယ်လောက်တိုးတောင်းလဲဆိုတော့တစ်စက္ကန့်ရဲ့9ပုံ1ပုံလောက်ရှိတဲ့အချိန်လေးပဲသူတို့ဖြစ်တယ်ဆိုလိုချင်တာမီလီစက္ကန့်လောက်အချိန်လောက်ပဲသူကဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်တို့ကမသိနိုင်ဘူးโอเคအဲ့လိုမသိနိုင်တဲ့ဟာကြီးကိုကျွန်တော်တို့ကဘယ်လိုတိုင်းတာလဲဆိုလိုချင်တဲ့သဘောတရားကအဲ့ဒီ gravitational wave ကိုဘယ်လိုတိုင်းတာကြလဲlaser interferometer gravitational wave observatory LIGO လို့ဆိုတဲ့ဒီ observatory ကနေပြီးတော့ကျွန်တော်ကတိုင်းတာကြတယ်ပေါ့နော်2015ခုနှစ်စက်တင်ဘာ14ရက်မနက်6နာရီမှာပထမဦးဆုံးသောလူသားတစ်ပိုင်းမှာတခါမှမှတ်တမ်းမတင်ခဲ့ဘူးသောတခါမှမကြုံတွေ့ခဲ့ဘူးသောအရာနှစ်ခုကိုအမေရိကမှာရှိတဲ့ LIGO station နှစ်ခုကနေပြီးတော့ပထမဆုံးဖမ်းယူရရှိမှတ်တမ်းတင်နိုင်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့
ကျွန်တော်တို့နေတဲ့ အစ30လောက်ကြွတ်ထုပုံများတယ် black hole နှစ်ခုတိုက်မိတယ်ဖြစ်စဉ်မှာဒါကတော်တော်ကိုရှားရှားပါဖြစ်စဉ်တစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော်မှတ်တမ်းတင်နိုင်ခဲ့တယ်အဲ့ဒီ black hole နှစ်ခုကလေပတ်နေတာနှစ်တန်းပေါင်းများစွာကြားနေပြီးတော့တစ်ချိန်မှာနှစ်ခုကဝုန်းနေဆိုပြီးတော့ဝင်ပြီးတော့တိုက်တယ်အဲ့လိုတိုက်တဲ့အချိန်မှာအစမတန်များပြားသောစွမ်းအင်အနေနဲ့အတူ gravitational wave ကထွက်လာတယ်အဲ့ထွက်လာတဲ့ gravitational wave ကနှစ်ပေါင်းတန်ပေါင်းထောင်ပေါင်းများစွာကြာတဲ့အခါမှာကျွန်တော်တို့2015ခုနှစ်မှာကျွန်တော်စီကိုဒီလှိုင်းရရောက်လာခဲ့တယ်ပေါ့နော်ဆိုတော့အဲ့တိုက်လာခဲ့တဲ့အဲ့တိုက်ခဲ့တဲ့ဖြစ်စဉ်ကိုတိပ္ပပညာရှင်တွေကကျွန်တော်တို့နားထောင်လို့ရအောင်နားနဲ့ကြားလို့ရအောင်ဆိုပြီးတော့ကျွန်တော်နားနဲ့ကြားနိုင်တဲ့အတန်အနေနဲ့ပြန်ပြီးတော့ပြောင်းလဲထားတာရှိပါတယ်အဲ့ဒါကိုတစ်ချက်နားထောင်ကြည့်ပါဒီတော့ရည်ချင်းကြလေးပေါ့နော်တကယ်ဘာမှကြာဘူးတစ်စက္ကန့်၅ပုံတော့ကြာတဲ့အချိန်တိုင်းတာလေး plug ဆိုဒါလေးပဲ okay ဆိုတော့အဲ့ဒီလိုမျိုးကျွန်တော်တို့အရန်ကိုတိုင်းတာခတ်တဲ့ဟာကိုဒီလီဂိုကဘယ်လိုတိုင်းတာလဲပေါ့နော်ဆိုတော့အနည်းဆုံးအလွယ်ကူဆုံးပြောရလို့ရှိရင်လီဂိုဆိုတာတခြားမဟုတ်ဘူးသူကအချောင်းတစ်ချောင်းပိုင်တူမှာတစ်ချောင်းကို4ကီလိုမီတာရှိတဲ့အချောင်းတစ်ချောင်းနောက်တစ်ချောင်း4ကီလိုမီတာရှိတဲ့အချောင်းတစ်ချောင်းအဲ့နှစ်ချောင်းမြေပြင်ပေါ်မှာသူကချထားတယ်ပေါ့နော်ဒါအနည်းဆုံးမြင်တာတကယ်တော့အချောင်းတော့မဟုတ်ပါဘူးဒါလှိုင်းကိုပေါ့နော်လှိုင်းကောင်းပေါ့4ကီလိုမီတာရှိတဲ့လှိုင်းကောင်းနှစ်ခုပေါ့အဲ့မှာတိဆောက်ထားတယ်ပြီးလို့ရှိရင်အဲ့ဒီကောင်ကိုသူက RNG ရဲ့လေဆာတစ်ခုနဲ့ပစ်ထားတယ်ပစ်ပြီးတော့ပြန်လာတဲ့လေဆာကိုအကွာဝေးကိုသူကတိုက်တာတယ်ပေါ့နော်ဒါသူက4ကီလိုမီတာဆိုလို့ရှိရင်သွားပြန်8ကီလိုမီတာပေါ့ဆိုတော့အဲ့8ကီလိုမီတာမှာဘယ်လောက်ထိပြောင်းလဲသွားလဲဒီလိုင်းကကွာဝေးဘယ်လောက်ပြောင်းလဲသွားလဲ8ကီလိုမီတာရှိသေးလားတောင်8ကီလိုမီတာတိုးလား8ကီလိုမီတာနဲ့ရှည်လားဆိုတဲ့အဲ့လိုမျိုးအကွာဝေးပြောင်းလဲတာကိုတိုင်းတာတဲ့စက်ပဲအဲ့ဒါကိုလီဂိုလို့ခေါ်တယ်2015ခုနှစ်မှာကကြတော့အမေရိကန်မှာရှိတဲ့လီဂို station နှစ်ခုကနေပြီးတော့ခုနက black hole တိုက်မိတဲ့ဖြစ်စဉ်ကိုဖိုင်ရရှိခဲ့အဲ့ဒီမှာလည်းကမ္ဘာမှာအမေရိကန်မှာပဲအဲ့လီဂို station နှစ်ခုရှိတာပေါ့နော်အခုတော့ကမ္ဘာမှာလီဂို station ပေါင်းစုစုပေါင်း၄ခုရှိပါပြီဆိုတော့အမေရိကမှာ2ခုရယ်ဂျပန်မှာ1ခုရယ်နောက်တစ်ခုကအီတလီမှာ1ခုရယ်ဆိုပြီးတော့၄ခုရှိပါပြီဆိုတော့ okay အဲ့တော့အဲ့လီဂိုတွေကအဲ့လောက်ထိတိုင်းတာအနှိုးစိတ်တိုင်းတာတယ်ဆိုတော့ကျွန်တော်တခြား line နေရအောင်gravitational wave မဟုတ်တဲ့ခြား line နေရအောင်ဒီခုနပြောတဲ့ကွာဝေးကိုတိုင်းတာဖို့အတွက်နှောက်ယှက်မှုဖြစ်စေလားဖြစ်နေတာပဲလေအဲ့ဒီပြင်အနည်းဆုံးပါရှိသေးလဲဆိုတော့ငလင်ရှိသေးတယ်ငလင်ကြောင့်ရောဒီအကွာဝေးတိုင်းတာမှုကလွဲမှားနေတာဖြစ်နေတာပဲလေဆိုတော့အဲ့လိုတွေမဖြစ်အောင်ဒီလီဂိုတွေကိုဘယ်လိုတိဆောက်ထားတယ်လဲဒီလိုမေးခွန်းတွေရဲ့ဖြစ်ကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ SCM ကို like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်